ဒီတနေ့ငါနိုးလာတာနဲ့ပြဿနာတစ်တည်ပါတယ်ရိုဝမ်ရဲ့အလောင်းကိုဒဲတွေကကျိုးထဲမှာရှာနေကြတယ်ဘလူးကြီးကသူ့ကိုတတ်ပြီးငါ့ကိုကဲတင်ခဲ့တဲ့နေရာမှာဒါပေမဲ့ဘာမှမသိဘူးသွေးမရှိခန္ဓာကိုယ်မရှိထိခိုက်တိုက်ခိုက်မှုရဲ့လက္ခဏာမရှိဒဲဟုတ်ကတော့ငါဓာတ်ဒီအားလုံးကိုလုတ်ကြံဆက်လိုက်တယ်လို့ထင်နေတယ်ကျောင်းမှာငါ့ကိုမေးမြန်းလဲကျောင်းကို Wims ကကြက်ကြီးကြည့်နေတယ်ဘလူးဆိုတာအစ်စ်မှန်ရှိတယ်ဆိုတာဘယ်သူမှမယုံကြဘူးရဲဟုတ်ကိုတယောက်တည်းစကားပြောဖို့ငါကြိုးစားတယ်ရိုဝမ်ရဲ့တည်ဆုံးမှုအကြောင်းတယောက်ကအမှန်တရားကိုဟွက်ထားတယ်လို့ငါပြောတယ်အဲ့ချိန်မှာပဲတကားပွင့်လာတယ်ရိုဝမ်ကအသက်ရှင်လျက်ကိုဝင်လာတယ်သူကငါ့ကိုထူးဆန်းတဲ့အပြုံးနဲ့ကြည့်တယ်လူတိုင်းကငါအမြင်မှားလိုက်တာပဲလို့ပြောကြတယ်ရိုဝမ်ကိုအရင်ကငါ့ကိုထိခိုက်အောင်စူးစမ်းတဲ့အတွက်စောင်းထုတ်လိုက်ပြီလို့သူတို့ကဆိုတယ်အခုတော့ငါအုံတော့ကိုငါကိုယ်တိုင်တန်တရားဝင်နေပြီငါယူသွားတာလားငါဒေါက်တာခင်ဘော့စီကုထုံးခံယူရတယ်ငါခန်းစားချက်တွေအကြောင်းသူမကမေးတယ်ငါဒါကိုမကြိုက်ဘူးဒါစကားမပြောချင်ဘူးပြီးတော့တိုင်လာဆိုတဲ့မြို့ကကောင်လေးကငါ့ကိုတားတယ်ဘလူးအကြောင်းငါပြောတဲ့ဇလန်းကိုသူယုံတယ်ဒါကဒီတနေ့တာမှာတခုတည်းတော့ကောင်းတဲ့အရာပဲတင်းဆိုတဲ့ငါလက်မိတ်စီကငါ့ကိုကူညီတယ်ရိုဘန်ကျောင်းကထွက်သွားတဲ့အခါသူ့နောက်လိုက်ဖို့တင်းကိုငါစိတ်ထွက်တယ်ဒါပေမဲ့ရိုဘန်ကပျောက်သွားတယ်နောက်ပိုင်းမှာသိရတာကကျောင်းအုပ် Wims ကပုံတံပြောင်းနိုင်တယ်ငါ့ကိုလှည့်စားဖို့ရိုဘန်အထစ်ဟန်ဆောင်ထားတာငါမှာ visions တွေရတယ်တခုကကျောင်းကလှုပ်ဝက်အသိန်းတင်းရေရှေးရောက်စာအုပ်ကိုမြင်ရတယ်နောက်ထပ်ရွှေမြင်တန်တရကငါတခုခုကိုထိလိုက်တဲ့အခါရလာတယ်အန်ဒီရဲ့အကြောင်းတဲလွတ်စာအသစ်တွေငါမြင်ရတယ်ကျောင်းမှာလူလိုင်းကပိုးကက်အကြောင်းစကားပြောစားတယ်ဒါကအဖွဲတဲ့အကြောင်းကြီးကျယ်တဲ့လှေပန်ပွဲတစ်ခုဘီယန်ကာကအမြဲနိုင်တယ်သူကခိုင်မာပြီးကြမ်းတမ်းတယ်ငါအခန်းဖို့အီနီကငါအဖွဲမှာငါပါဖို့လိုချင်တယ်အစကတော့ငါကီယူမဆိုင်ခဲ့ဘူးဒါပေမဲ့ဘီယန်ကာကလိန်ညာစူးစမ်းနေတယ်ဆိုတာငါကြားလိုက်တယ်ငါပါဝင်ပြီးသူ့ကိုတားဆီးဖို့ဆုံးဖြတ်လိုက်တယ်ငါတို့အဖွဲကကြောင်နဲ့တူလူဝစ်စင်ကြတယ်ငါတို့လေကမြန်းတယ်တိုင်ပွဲကခက်ခဲတယ်အဖွဲတွေကတစ်ခုနဲ့တစ်ခုတိုက်ခိုက်ကြတယ်ဘီယန်ကာအဖွဲကညစ်ပတ်တဲ့အကွက်တွေသုံးတယ်လှေတွေကိုပျက်စီးအောင်လုပ်တယ်ဒါပေမဲ့ငါကပြန်တိုက်ခိုက်တယ်သူတို့လှေကိုထိခိုက်အောင်တန်တွေသုံးတယ်ငါတို့ကကျွန်းကိုအရင်ရောက်တယ်ငါကအလံကိုစုပ်ကိုက်လိုက်တယ်ဒီလိုအခိုက်အတန့်မှာရှုမြန်တန်တရားဝင်လာတယ်ငါနဲ့တူတဲ့ကောင်မလေးတယောက်ကိုငါမြင်ရတယ်သူမကငါ့ကြောင်ကိုဖြစ်စည်းလိမ့်မယ်လို့သူမကပြောတယ်ငါတို့ပိုးကက်ကိုအနိုင်ရတယ်ငါတို့အဖွဲကစွတ်တစိန်ကိုယူတယ်ဘီယန်ကာကဒေါသထွက်နေတယ်ဒီတစ်ချိန်မှာတော့ဒီနေရာမှာငါဟာတဆုံတရရဲ့အပိုင်းတစ်ခုဖြစ်နေတယ်လို့ခံစားရတယ်ရိုဝမ်ရဲ့စာအုပ်ကစာရွက်တစုပ်ကိုငါတွေ့တယ်အဲ့ဒီမှာထူးဆန်းတဲ့အမတားကပါတယ်တဲလုံးစားတွေနောက်လိုက်ပြီးစကြည်တိုင်ကိုရောက်တယ်အက်ကအေလန်ပိုးရင်ရုပ်တူရှိတယ်ငါရဲ့ရှုမြင်တန်တရားရဲ့ပတ်ဟဲ့ကိုဖြည့်တယ်လက်လေးငါလေးနှစ်ချက်ကလေးလိုက်တယ်ရုပ်တူပွင့်သွားတယ်လွင်ကောင်းအတက်စင်းတွေကသူ့ဝတ်ခန်းစီကိုဦးတည်သွားတယ်အဲ့ဒီခန်းမှာရှီးဟောင်းပစ္စည်းတွေကိုငါမြင်ရတယ်ငါမိပါတယ်ငယ်ငယ်တုန်းကဓာတ်ပုံသူတို့က night shakes လို့ခေါ်တဲ့လူဝတ်အသင်းထဲမှာပါဝင်ခဲ့တယ်သူတို့ရဲ့စာလုပ်ကိုငါတွေ့တယ်ဘလူးနဲ့ရှုမြင်တန်တရားတွေအကြောင်းဖေရှားဖို့ကြိုးစားတယ်ဒါပေမဲ့သူတရုတ်အဲ့ဒီထဲမှာရှိတယ်ကြောဘက်ကနေငါ့ကိုရိုက်ပဲအရာအလုံးမှောင်မဲ့သွားတယ်ဒီเจ้าမှာလူဝတ်ချက်တွေအများကြီးရှိနေတယ်ဘယ်လိုဖြစ်ငါအမှန်တရားကိုရှာမယ်ဒီဇလန်လေးကိုကြိုက်မယ်ဆိုရင် like and share လုပ်ပေးပါနော်ဘယ်လိုဗီဒီယိုတွေကြည့်ကြလဲဆိုတာ comment မှာရေးပေးနိုင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမလွတ်ချင်ရင် page ကို follow လုပ်ထားဖို့မမေ့ပါနဲ့